နော်ဝေဘရင်အိုလက်ကထရိုဘလူးတွေကိုနေရောင်ပြပြီးကြောက်ဖြီအောင်လူကမျိုးဖြူခဲ့တယ်လို့ယူဆရပြီးရာစုနှစ်ပေါင်းများစွာအကြာမှာတော့ရုပ်ကျွင်းပညာရှင်နိုရာဟာတောင်ပေါ်လျှက်စစ်တာအားပေးစက်ယုံစီမံကိန်းတစ်ခုမှတွေ့ရှိခဲ့တဲ့ယူသွန်အမီရှိအိပ်ပျော်နေတဲ့ထရိုဘလူးကြီးကိုစုံစမ်းစစ်ဆေးဖို့သူ့လုပ်ဖော်ကိုင်ဘတ်အန်ဒရီယက်စ်ရဲ့ခေါ်ဆောင်ခြင်းကိုခံရပါတယ်။ဘေးကင်းရေးအလုပ်ထုံးလုပ်နည်းပြီးရှိပေမဲ့လည်းစီမံကိန်းကောင်းဆောင်မာရီယန်ရဲ့အနှောက်အယှက်မှုကြောင့်ခရမ်းလွန်ရောင်ကြီး UV မီးတွေပြတ်သွားခဲ့ပါတယ်။နိုရာကထရိုကြီးနဲ့ဆက်သွယ်ဖို့ကြိုးစားရင်းတချင်းဆိုပြကနေမတော်တဆနိုးလာခဲ့ပြီးအဆောက်အဦကိုဖျက်ဆီးကထွက်ပြေးသွားခဲ့ပါတယ်။ဝန်ကြီးချုပ်ဘရင်မန်ကမေဂျာခရစ်ဦးဆောင်တဲ့စစ်တပ်ကိုထရိုကြီးကိုတတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့ရိုးရိုးလက်နက်တွေနဲ့ UV မီးတပ်ဆင်းသွားတဲ့ရဟတ်ယာဉ်တွေဟာထရိုကြီးကိုမတားဆီးနိုင်ခဲ့ပဲထရိုကြီးကအပန်းဖြေစကန်တစ်ခုကိုဖျက်ဆီးပြီးလူတွေကိုဇွားပွဲတောက်ပွဲလုပ်ကလက်စားချေခဲ့ပါတယ်။နိုရာကသူမဟာလွန်ခဲ့တဲ့3နှစ်လုံးလုံးလှုပ်ဝက်ကူးတစ်ခုထဲမှာ beautiful လို့အမည်ပေးထားတဲ့ထရိုလီတကောင်နဲ့တငယ်ချင်းဖြစ်အောင်လုပ်ခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။သူမကယူတွန်းကိုတားဆီးဖို့ထရိုလီကိုအကူအညီတောင်းပေမဲ့တိုက်ပွဲအတွင်းမှာတော့ထရိုလီဟာရေခဲမီထဲကိုတွန်းချခံရပြီးရှုံနှိမ်သွားပုံရပါတယ်။အဖွဲ့သားတွေဟာဘရင်အိုလက်ရဲ့လှုပ်ဝက်ကူတင်းချိုင်းနဲ့ပျောက်ဆုံးနေတဲ့ထရိုးဥပဒေအပိုင်းအစကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီမှာဘရင်အိုလက်ဟာထရိုးတွေကိုကာကွယ်ပေးခြင်းတာကြောင့်ခရီးရန်အသင်းတော်ရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရတာဖြစ်ပြီးထရိုးတွေဟာအမုံအမြတ်ထားတဲ့ရေစင်လို့ခေါ်တဲ့ရေစင်နဲ့ထိတွေ့ရင်အားနည်းတတ်ကြောင်သိရှိခဲ့ရပါတယ်။ပြည်သူတွေစီကရရှိတဲ့ရေစင်တွေကိုလက်နက်အဖြစ်အသုံးပြုပြီးဖျားเจ้าခေါင်းလောင်းတန်တွေနဲ့ထရိုးကြီးကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ကာစစ်တပ်နဲ့နိုရာတို့အဖွဲ့ဟာဖျားเจ้าအနီးမှာအသေးအတန်ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ Trolley Beautiful ကပြန်လာပြီးကူညီခဲ့ပေမဲ့ယူသွန်ဟာအလွန်အမြင့်တန်မာနေခဲ့ပါတယ်။နောက်ဆုံးမှာတော့အန်ဒရီယက်စ်ကရေစင်ဘုံနဲ့လစ်ပစ်ဘုံကိုကင်ပြီးထရိုးကြီးညပါဇက်သေးကိုခုန်ချကအသေးခံတိုက်ခိုက်ခဲ့လို့ထရိုးကြီးဟာအတွင်းပိုင်းကနေလောင်ကျွမ်းပယ်စီးသွားခဲ့ပါတယ်။နောက်ပိုင်းလတွေမှာတော့ဘရင်အိုလက်နဲ့ထရိုးတဲ့အကြောင်းအမှန်တရားကိုလူထုကိုသင်ကြားပေးခဲ့ပြီး Trolley Beautiful ကိုလည်းတောင်ပေါ်မှာလွတ်လပ်စွာနေထိုင်ခွင့်ပြုခဲ့ပါတယ်။တစ်ဖက်မှာလည်းခိုးယူသွားတဲ့ဆဲ